Hi guys, wake up. အခုဘယ်လိုရောက်နေလဲဆိုတာကိုခံမှန်းကြည့်ပါဦးအခုရောက်ရှိနေတဲ့နေရာကဒီတက်မော်မှာပေါ့နော်ကြီးရလေတစ်ဖက်သုံးခုရှိရဲ့အထက်ကတက်မော်ရေရဲ့ရေတက်လေးကျင်းဌာနချုပ်ကိုရောက်ရှိနေရပဲဖြစ်ပါတယ်သားတရားဖြစ်လာဖို့အတွက်ဘယ်လိုမျိုးဘယ်လိုရောင်မှလေ့ကျင့်ရလဲပြီးလို့ရှိရင်ဒီ uniform ရဲ့နောက်ကကသူတို့ရဲ့ဘဝတွေကဘယ်လောက်တောင်ဆက်လို့ရှာဖို့ကောင်းလဲဆိုတာကိုပြောမျိုးအတူတူလေ့လာကြည့်ကြမယ် so let's explore together ရေတသားတွေတော်ပင်လယ်ဆိုတာကြောက်စရာကောင်းတဲ့ရေပြင်ကျင်းမဟုတ်ပဲအနာဂတ်ကိုတည်ဆောက်မယ်လမ်းမကြီးတစ်ခုဖြစ်ခဲ့တယ်။စီလာတယောက်ဖြစ်ဖို့ဆိုတာအဖြူရောင်ယူနီဖောင်းနဲ့မလုံလောက်ပါဘူး။ခန္ဓာရရှိရဲ့စိတ်ဓာတ်တာမဏိလိုမှာကြောရဲ့နှလုံးသားရှိဖို့လိုတယ်။ဒီမှာချွေးတွေမျက်ရည်တွေနဲ့ဘဝကိုယဉ်ပြီးတင်ယူရတယ်။လုံဆောင်မှုအစဉ်တိုင်းမှာတာဝန်ယူမှုဆိုတဲ့သင်ခန်းစာကိုအလွတ်ကျက်နေရတာပါ။ပင်လယ်ပြင်ကလူတိုင်းကိုတန်းတူဆက်ဆံတယ်။သူကဘွဲ့တူကုံမျိုးကိုမကြည့်ဘူး။ခန္ဓာရည်ကိုပဲကြည့်တယ်ကျွန်တော်တို့ဒီတင်မောပေါ်ကိုတက်လာတဲ့နေကလေးကစပြီးကိုယ့်ရဲ့အတ္တတွေနာမည်တွေကိုထားခဲ့ပြီးရေတက်သားဆိုတဲ့နာမည်တစ်ခုရဲ့အောက်မှာပဲစူးစီးခဲ့ကြတယ်ပင်လယ်ပင်ကစကားမပြောဒါပေမဲ့သူကမေးခွန်းတွေရေးတတ်တယ်မင်းဘလောက်ခန္ဓာရည်ရှိတယ်လဲမင်းဘသူအတွက်တိုက်ပွဲဝင်မှာလဲမင်းရဲ့အိမ်မက်တွေကလိုင်းတန်မုံလိုင်းတန်ကိုအန်တုနိုင်နေတာဒီမိကုန်းတွေကိုဖြစ်ဘူးကျွန်တော်တို့အားလုံးဒီကိုရောက်လာကြတာကြီးရလေတက်ခွေရမှာပေါ့နော်ဘိုးကြီးဘာလို့ဒီရေတက်ကိုရှောက်ခဲ့ရလဲဘာလို့ရေတက်ကိုရှောက်ခဲ့ရလဲဆိုလို့ရှိရင်ကျွန်တော်ပင်လယ်ပြင်ကိုဒိတ်ပဲဖွင့်ဆိုရမယ်ဆိုလို့ရှိရင်ပင်လယ်ပြင်ကအပြောင်းလဲမြန်နေမာယာများနေပေါ့အခုမှလိုင်းလေးငြိမ်ပြီးတော့ခဏကြာရင်မိုးတွေရွာလေးတွေတိုက်ပြီးတော့လိုင်းလေးကျန်းတန်းလာမျိုးလေအခြေအနေအပြောင်းလဲမြန်နေအဲ့ဒါပင်လယ်ပြင်ဒီလိုအခြေအနေမျိုးပြောင်းလဲနေတဲ့ပင်လယ်ပြင်မှာကျွန်တော်တို့ share handling လုပ်နိုင်တာဒီဒါစိန်ခုံမှုတစ်ခုလို့ကျွန်တော်ကတော့ခံယူထားတယ်အဲ့ဒီစိန်ခုံမှုကိုကျွန်တော်သဘောကျတဲ့အပြင်မှာပြီးမြန်မာနိုင်ငံရေပြင်ပိုင်နက်ကိုခြေလမ်းကြကာကွယ်ပေးနိုင်တဲ့အတွက်ကျွန်တော်တက်မလို့ရေကိုကျွန်တော်ရွေးချယ်ခဲ့တာပဲဖြစ်ပါ